Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့အမောအပိုင်းရဲ့ဒုတိယရက်ဖြစ်တဲ့မွန်တိုင်းနီကိုအတူတူဖတ်ကြည့်ကြမယ်အရင်ဆုံးမိကွန်းဖြေဖို့အတွက်စာဖတ်မယ်ဆိုလို့ရှိရင်တိုးကြီးကိုအရင်ဖတ်မယ်တိုးကြီးရဲ့မိကွန်းကဘာရေးထားရလဲဆိုတာကိုဖတ်ကြည့်မယ်နော်この文章の内容と合っているものがどれがဒီစာအုပ်ရဲ့ဆိုလိုရင်းနဲ့ကိုက်ညီတဲ့အရာကဘာလဲတဲ့အရင်ဆုံးမိကွန်းပုံစံလေးကိုအရင်ဖတ်ကြည့်မယ်ပေါ့နော်ဖတ်ပြီးတော့ဒီမှာရှိတဲ့အဖြေကိုရွေးရမယ့်အဖြေ၄ခုတွေကဘယ်တစ်ခုနဲ့ကိုက်ညီမလဲဆိုတော့ရွေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့၄ခုကိုအရင်အကြံဖြင့်ဖတ်မယ်အဲ့တော့နံပါတ်1ကကြတော့ဖတ်ပြီးတော့မှဒီနားလေးမှာခဲတန်လေးနဲ့ရေးထားမယ်ပေါ့နော်စန်တာနီစီတဲ့စန်တာကိုရောက်ပြီးတော့မှမာစုရှိဆဲစွန်းတော့ခံကခုကိုအိုကိုနာတာအဲ့တော့အရင်ဆုံးကဒီအစာအုပ်ရဲ့ခံကခုလေ့လာကြည့်ရှုတာကိုတွားခဲ့တယ်အဲ့တော့မာစုပေါ့နော်နံပါတ်2ကကြတော့စန်တာတဲ့ဝခငူကိုခါကူကိုနာဝစတဲ့ခုရဲဒုဆိုစန်တာမှာဆိုရင်ဒီအိမ်သုံးဆောင်ပစ္စည်းအိမ်တော်ပရိကောရာတွေကိုပြင်ဆင်ပေးတယ်နာဝစုဆိုတာပြင်ဆင်ပေးရပါတော့နာဝစတဲ့ခုရဲဒုပြင်ဆင်ပေးတယ်စမ်းမမဲကကြတော့လျိုကက်ဆေကခိုင်းမွန်နိုစုရုကြည့်ခံကအတ္တအဲ့တော့ပညာတော်နေကျောင်းသားတွေဟာဈေးဝယ်ဖို့အချိန်ရခဲ့တယ်ယွန်မမဲကကြတော့လျိုကက်ဆေဝစန်တာနောမရဲ့နီခုချီနီအစမတာပညာတော်တင်ကျောင်းသားတွေဟာဆိုရင်စန်တာရဲ့အရှိမဟာလဲ9နာရီမှာစုဝေးခဲ့တယ်တဲ့အဲ့တော့ပညာတော်တင်ကျောင်းသားတွေကစန်တာနောမရဲ့နီခုချီနီအစမတာစုဝေးခဲ့တယ်အဲ့တော့စာပိုက်လေးကိုဖတ်ကြည့်မယ်စာပိုက်ရဲ့အကြောင်းအရာကဘာလဲဆိုရင် recycle center စန်တာခံကခုကြည့်ရှိဟိုကိုခုရှော့ recycle center ကိုခံကခုလုပ်တဲ့လက်တွေ့လုပ်ခဲ့တဲ့အရာတွေကိုဟိုကိုခုရှော့ဆိုတာအစီရင်ခံစာပေါ့နော်6月20日土曜日教師2名が留学生中に目をつれ谷町にあるリサイクルセンターの見学を行ったအဲ့တော့6လပိုင်း20ရက်နေ့土曜日ပေါ့နော်ဒီစနေနေ့မှာပြောရှိဆိုတာဆရာပေါ့နော်ဆရာ2ယောက်ကဖူတာရီကယူကက်စေဂျူနီမဲဆိုတာပညာတော်ရင်ကျောင်းသား12ယောက်ကိုစွတဲ့ဆိုတာခေါ်ဒီပေါ့နော်အတူတကွာခေါ်သွားတာကိုစွတဲ့နဲ့တုံးတယ်စွတဲ့တဲ့ဤခုဆိုရင်အတူခေါ်သွားသည်စွတဲ့တဲ့ခုလို့ဆိုရင်ခေါ်လာသည်ပေါ့နော်တပါးလေးခေါ်ဆောင်သွားတာကိုပြောတာတာနီမချီနီအာရူရီစိုက်ကူရူစန်တာနော်ခံကခုခုနတာအဲ့တော့ဒီတာနီမချီမှာရှိတဲ့ recycle center ကိုလေ့လာကြည့်ရှုဖို့ခံကခုလုပ်ဖို့အတွက်တွားခဲ့ကြတယ်။ဆိုရင်ဒီလိုမျိုးလေးရေးလို့ရ6လပိုင်း20ရက်နေ့ဒိုရောပြီဒီရင်းနှီးလေးကိုတော့မှတ်ထားပါတော့ဒီလိုမျိုးလေး6လပိုင်း20ရက်နေ့ဒိုရောပြီအဲ့လိုမျိုးလေးလေရေးလို့ရတယ်ဒါပေမဲ့ email ရေးတွေပြည့်စုံရေးခြင်းနေဆိုရင်တော့ရောကူကဆုဟတ်စကဒိုဆိုပြီးတော့မှကွန်းစားကွန်းပိတ်လေးနဲ့ရေးလို့ရတယ်ပေါ့နော်ဒီတိုင်းလေးလည်းရေးလို့ရပါတယ်အဲ့တော့ကျောရှိဆိုတာကျောင်းဆရာပါရဲ့နောက်တစ်ခုလူကက်စေပညာတော်တင်ကျောင်းသားစွရဲဆိုတာခေါ်သွားသည်ဒါတော့တာနီမချီမျိုးဆိုမြို့ရဲ့နာမည်ပေါ့နော်တာနီမချီပေါ့တာနီမချီမှာရှိတဲ့ဆိုတဲ့အတိတ်ပဲ recycle center ခန်းကကိုအစ်တာသွားခဲ့တယ်ခန်းကကိုလုပ်ခဲ့တယ်ပေါ့လုပ်ဖို့သွားခဲ့တယ်ပြီးတော့တာနီမချီရဲ့ကီမာရဲ့နီဆိုတာတာနီမချီဘူတာသိမမြင်ရဖြစ်လိုက်အဲ့တော့တာနီမချီရဲ့ကီမာရဲ့နီခိုဂျီရှူကတာနီမချီအခီရဲ့အရှိမဘူရာရဲ့အရှိမ9နာရီဝါစုဝေးတယ်အဲ့တော့ဒီစာပိုက်လေးကိုဖတ်လိုက်တဲ့အခါမှာအောက်မှာပေါ့နော်ဖတ်ခဲ့တဲ့အီချီနီဆန်ယွန်ထဲမှာဖတ်ခဲ့တဲ့အရာတွေကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ကိုမှတ်ထားတဲ့အရာလေးကိုအဲ့တော့အောက်ကစာပိုက်ကိုဖတ်ထားတဲ့အတွက်ကြောင့်မလို့အရှိမအောက်မှာပါတဲ့စာကြောင်းလေးတွေရဲ့အတိတ်ပဲကိုအကြံဖြင့်သိထားတဲ့အတွက်ကြောင့်မလို့ဘူရာရဲ့အရှိမ9နာရီမှာရှူးခေါ်လုပ်တယ်ဆိုစုဝေးတယ်အဲ့တော့အစမလို့နဲ့အတူတူပဲအဲ့တော့ဒီမှာဆိုရင်နံပါတ်4ဆိုရင်လီယိုကက်စေပညာတော်တင်ကျောင်းသားကစန်တာရဲ့အရှိမစုဝေးတယ်ဆိုတော့ဒီမှာစန်တာရဲ့အရှိဒီမှာကယူကမချီအေကီမာအဲမှာစုဝေးတာဖြစ်တဲ့အတွက်အပြည့်မှန်နံပါတ်4ကအပြည့်မမှန်နိုင်ဘူးပေါ့နော်အဲ့တော့ဆက်ပြီးတော့ဖတ်ရှိမယ် recycle center မှာတဲ့ဒိုဟိုတဲ့ eco ဆိုတာကြတော့ recycle center အထိလမ်းလျှောက်ပြီးတော့မှသွားတယ်အဲ့တော့ဒိုဟိုဆိုတာကကြတော့လမ်းလျှောက်ပြီးဒိုဟိုကောဖွန်ဆိုရင်လမ်းလျှောက်5မိနစ်အဲ့တော့ဒီမှာဆိုရင်ဘယ်လောက်ကြာမလဲခုချီကျူပွန်နီတိုချာကုဆိုတာ9နာရီ10မိနစ်မှာဆိုက်ရောက်တယ်တဲ့တိုချာကုဆိုတာဆိုက်ရောက်သည်အဲ့တော့အခီကနေပြီးတော့မှအဲ့ဒီစင်တာအထိကိုထပွန်ကျူပွန်လာပေါ့နော်အဲ့တော့တိုဟိုကျူပွန်ပေါ့လမ်းလျှောက်ပြီးသွားမယ်ဆိုရင်10မိနစ်လောက်တော့ကြာမယ်နဲ့တူတယ်ဆိုတော့ဒီမှာဆိုရင်တိုဟိုဆိုတာလမ်းလျှောက်ပြီးသွားတာပေါ့နော် recycle center 3回の会議室でセンター長に挨拶する recycle center ရဲ့会議室3မှာရှိတဲ့会議室မှာ center 長ဆိုတာကကြတော့ဒီ center ရဲ့
တာဝန်ရှိတဲ့သူခေါင်းဆောင်လီဒါဥက္ကဋ္ဌပေါ့နော်သူ့ကိုအာရီဆက်ဆွလုပ်ဖို့အတွက်တွားခဲ့တယ်ဥပမာစိုက်မှာဆိုလို့ရှိရင်လည်းတန်းချောတို့တန်းအင်းတို့ဝန်နန်းတို့စိုက်တန်းချောတို့အဲ့လိုမျိုးရှိရပါတော့အဲ့တော့ဒီမှာဆိုနော်စန်တာချောနီအာရီဆက်ဆွတို့စန်တာနော်ရှော့ကူရင်ခါလာရှော့ကူရင်ဝန်ထမ်းရှော့ကူရင်ဆိုတာဝန်ထမ်းကနေပြီးတော့မှ recycle နေစီတဲ့နော်ဆက်ဆွမေကအာဒီဆို recycle လို့လာနေပတ်သက်ပြီးတော့မှဆက်ဆွမေကအာဒီဆိုတာရှင်းပြပေးတယ်ရှင်းပြတယ်ဆိုတော့တော့အဲ့နောက်မှာဆိုရင် Shizuki Oto အတိတ်ပြပါလဲဆိုလို့ရှိရင် Shizuki ဆိုတာ Shizumon လို့ဆိုတာပေါ့နော် Shizumon ဆိုတာမိကုံမေးတယ်Shizumon တို့ဆိုတဲ့နီတိုင်ဆူရုခိုတာရဲ့အဲ့တော့ဒီအိုတိုးဆိုတာကကြတော့တိုက်အိုးလုပ်ပြီးတော့ပြန်ဖြည့်ပေးတာမေးတဲ့မေကုန်းကိုတာဝန်ရှိသူတယောက်ကနေပြီးတော့တိုက်အိုးလုပ်ပြီးတော့ပြန်ဖြည့်ပေးတာကိုပြောတာပေါ့နော်အဲ့တော့ရှီဆိုကူယာရှီဆိုမွန်အိုတိုးဆိုတာကကြတော့မေကုန်းမေးတဲ့အပေါ်ကိုခိုတာရဲ့လုပ်ပေးတာအဲ့တော့အမေးဖြည့်လုပ်ပေးတာပေါ့နော်အဲ့တော့မေးတာတွေဖြည့်တာတွေလုပ်ပေးခဲ့တယ်ဂိုမီနိုဘွန်ဘက်ဆိုခွီစနာဒိုအိုခွန်နာဦးဆိုတာကကြတော့အမိုက်တွေကိုခွဲခြားပါတော့ဘွန်ဘက်ဆိုခွဲခြားတဲ့ quiz ဆိုတဲ့ဒီ quiz အစီအစဉ်တွေလည်းပဲပြုလုပ်ပေးခဲ့တယ်ဆိုတော့မေကွန်းလေးတွေမေးတာပေါ့နော်ဘယ်လိုမျိုးခွဲခြားရမလဲဆိုတာကိုပြန်မေးတဲ့မေကွန်းအစီအစဉ်တွေလည်းလုပ်ပေးတယ်အဲ့ဒီပေါ့နော်ဒါကပထမပိုက်အဲ့တော့ဒီပထမပိုက်ပြီးတော့ဒုတိယပိုက်ကကြတော့ short ခုရင်တော့ N9 တဲ့ရှစ်ဆက်စွတ်ခံကခုအဲ့တော့ short ခုရင်ဆိုတာဒီဝန်ထမ်းရဲ့ပေါ့နော် N9 ဆိုတာကကြတော့လမ်းညွန်ပြတာမှုသူ့ရဲ့ N9 နဲ့ရှစ်ဆက်စွတ်ခံကခုဆိုတာကကြတော့ဒီအစာကိုခံကခုလေ့လာကြည့်ရှုဖို့တွားခဲ့တယ်နောက်တစ်ခုကကြတော့ပက်တိုဘော်တိုတို့နော်ဆိုင်ရီရောနော်ဆက်စွတ်မဲရီကိုဥခဲပလတ်စတစ်ပလင်းတွေရဲ့ဆိုင်ရီရောဆိုတာပြန်အသုံးပြုတာကိုဘယ်လိုမျိုးပြန်အသုံးပြုရလဲဆိုတဲ့ဟာတွေကိုဆက်စွတ်မဲရီတွေလုပ်ပေးတယ်ပေါ့နော်ရှင်းပြပေးတယ်ဆက်စွတ်မဲရီဆိုတာရှင်းပြချက်စန်တာနိုမဆူရီနိုဟီဒေအတတမေအိုဂါတာခေါငနိုဟီကီတိုရီယာတန်ဂျီဟမ်ဘိုင်ခွာရတာဟိုမိုချာနိုရှော်ရီဖရီမာကက်တိုနာဒိုကအိုကိုနာဝါရဲတဲ့အီတာနော်စန်တာရဲ့ပွဲတော်ရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုဂါတာခါကိုနိုဟီကီတိုရီရဲ့အထိပ္ပယ်ကဒီမှာဆိုလို့ရှိရင်အီရနာခုနာတမွန်နိုအိုဥခဲတိုလူခိုတိုဆိုတာမလိုအပ်တဲ့အရာတွေကိုလက်ခံတာပေါ့နော်အဲ့တော့ရတန်းကြီးဆိုတာကြောင့် display လုပ်တာခင်းကျင်းပြတာကိုယ့်ရဲ့ပစ္စည်းတွေကိုခင်းကျင်းပြတာထားတာတွေကိုပြောတာပေါ့နော်အဲ့ဒါကို display လုပ်တယ်လို့ခေါ်တယ်တန်းကြီးမှာတန်းကြီးခိုင်ဆိုရင်ကုန်စီပြပွဲတို့ဘာလို့ပြည့်ရဲ့အယုတ်တွေဘာတွေကိုပျက်စီးနေတဲ့အရာတွေကိုပြန်ပြီးတော့ပြင်ဆင်တာရှုရီရကြတော့ free market တို့နာတို့ကအိုကိုနာဝါတဲ့အီတာဆို free market လို့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကျင်းပနေတယ်တဲ့နိကျပွန်နော်ဂျီယိုဂျီကန်တဲ့လျူကဆေဝခိုင်မူနိုထာနိုရှိမှုခိုတိုကဒကီတာအဲ့တော့မိနစ်20တဲ့သူတို့အတွက် free time ပေါ့နော်လွတ်လပ်တဲ့အချိန်ရတဲ့အတွက်ကြောင့်မို့လို့ပညာတော်တင်ကျောင်းသားတွေကဈေးဝယ်ထွက်တာကိုပြပြပပနဲ့လုပ်နိုင်ခဲ့တယ်အဲ့တော့ဂျူအီချီဂျီနီခံကခုရှိုးလျော်အဲ့တော့17နာရီမှာကျတော့သူတို့ရဲ့လေ့လာကြည့်ရှုတဲ့အစီအစဉ်ကိုပြီးဆုံးပြီဆိုရင်ပိတ်သိမ်းလိုက်တယ်စန်တာနော်ဒေဂူချီဆိုတာစန်တာရဲ့ထွက်ပေါက်မှာဆိုလို့ရှိရင်ခိုင်ဆန်းဆိုတာကကြတော့သူတို့ကဖြတ်သိမ်းလိုက်တယ်ပေါ့နော်ခိုင်ဆန်းဆိုတော့သူတို့ရဲ့ဒီအစီအစဉ်ပြီးသွားတဲ့အတွက်ကြောင့်မလို့လူစုခွဲလိုက်တယ်ပေါ့ခိုင်ဆန်းပေါ့နော်အဲ့တော့ဒါကကြတော့အဲ့တော့အဖြေကိုအောက်မှာရှာကြည့်မယ်ပေါ့နော်ခုနကဖတ်ခဲ့တဲ့ဘွန်ရှော့ရဲ့နိုင်ရောနဲ့ကိုက်ညီတဲ့အရာကိုရှာမယ်ဆိုလို့ရှိရင်နံပါတ်1မှာဆိုရင်စန်တာနိစီတဲ့မာဇုရှစ်ဆယ်စနော့ခံကခုကိုခုနတာအဲ့တော့စန်တာကိုရောက်ချင်းပထမဆုံးလုပ်တယ်တဲ့ပထမဆုံးဒီ80စွန်းတော့ခံကကိုလှုပ်တယ်ဆိုတော့သူ့အပေါ်ရဲ့စာကြောင်းမှာပါတယ်ပေါ့နော်ဒီမှာဆိုရင်ဒီဒုတိယစာကြောင်းလာမှာဆိုရင်စန်တာက3လောက်သွားပြီးတော့စန်တာချောကိုအာရီဆက်ဆိုအရင်လှုပ်တယ်ကွာလှုပ်ပြီးတော့မှစန်တာရဲ့ရှော့ခုရင်ကနေပြီးတော့မှ recycle နဲ့ပတ်သက်ပြီးတော့မှဆက်စွမဲလှုပ်တယ်ဒါတွေပြီးတော့မှquiz အစီအစဉ်တွေရှိမယ်ပြီးတော့မှရှီစွန်မွန်ခိုတာရဲ့တွေလှုပ်မယ်ရှစ်စားတွေအားလုံးပြီးတော့မှဒီမှာရှိတဲ့ရှော့ကူအင်းရဲ့ N9 နဲ့ရှစ်ဆဲစုကိုခန့်ခဲကိုလောက်တာအဲ့တော့ပထမတစ်ပိုက်ကစာကြောင်းကိုအရင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကမဆုဆိုတဲ့အတွက်ကြောင့်မလို့နံပါတ်1အဖြေကကြတော့မာတယ်နံပါတ်2အဖြေကိုကြည့်မယ်စန်တာတွေကခန်းကိုနာဝစ်တဲ့ကိုတဲ့လူဆိုတာအိမ်နောက်ပြဘောကတွေကိုနာဝစ်တဲ့ကိုတဲ့လူဆိုတာဒီမှာမပြောထားဘူးဒီမှာဆိုရင်ဘာပြောထားရလဲဆိုရင်သူ့ရဲ့စန်တာတွေကိုလေ့ကြည့်လိုက်တဲ့အခါမှာတဲ့အိုဂါတာခါကိုဟီကီတိုတို့အီရာနိုင်မူနိုကိုဥခဲတိုတို့လက်ခံရယူတာဟိုပြောထားတဲ့အတွက်ကြောင့်မလို့ဒီအဖြေက Nawistic ကိုတဲ့လူဖြစ်တဲ့အတွက်နံပါတ်2ကလည်းမှားတယ်နံပါတ်3ကိုကြည့်မယ်လျိုဂက်ဆေကခိုင်းမနိုဆူရူဂျီကန်အတာသူတို့မှာ
ဘာနော်ဈေးဝယ်ဖို့ခိုင်းမလို့လုပ်ဖို့အချိန်ရှိခဲ့တယ်အဲ့တော့ဒီမှာဆိုရင်နိစုပွန်ဂျီယူဂျီခံတဲ့ပေါ့နော်ဂျီယူဂျီခံဖြစ်တဲ့အတွက်ကြောင့်မလို့လျူကဆေးဝါခိုင်းမလို့ထာနိုရှိမှုကိုတိုကတခိရုဆိုအဖြစ်မှန်ကကိုက်ညီတယ်အဲ့တော့ဒါပေမဲ့လည်းနံပါတ်၄ကိုဆက်ပြီးတော့ဖတ်ကြည့်မယ်သူ့ထက်ပို့ပြီးတော့ကိုက်ညီတဲ့အရာတွေ့မလားဆိုပြီးပြန်ဖတ်ကြည့်မယ်ပေါ့နော်အဲ့တော့လျူကဆေးကစန်တာနော်မရဲ့နိခုကြည့်နေအစမတာဆိုလျူကဆေးတွေကစန်တာရဲ့အရှိမ9နာရီမှာစုဝေးတယ်အရှိမဆိုဒီမှာဆိုရင်သူစန်တာရဲ့မအဲမှာ9နာရီစုဝေးရမဟုတ်ပဲနဲ့တာနိမချီအခိမရဲ့နိခုကြည့်ရှုကိုဖြစ်တဲ့ကြောင့်မလေးဖြစ်ရမှာတယ်အဲ့တော့အဖြစ်မှန်ကနံပါတ်3ဖြစ်ပါတယ်အဲ့တော့နောက်ထပ်နံပါတ်3မေးခွန်းပေါ့နော်မွန်တိုင်းဆန်းကိုနောက်ဗီဒီယိုမှာဖတ်ပြပေးမယ်နော်